အားလုံးပဲမင်္ဂလာပါခင်ဗျာ Horror Story မြန်မာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ထန်းတော်ကတရေလို့မြည်ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာ Channel လေးကို Subscribe လေးနဲ့အားပေးထားခဲ့ကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာမန္တလေးတိုင်းညာဘက်ကတရချောင်းဆိုတဲ့ရွာလေးဟာတိတ်ဆိတ်အေးချမ်းသောရွာလေးတစ်ရွာပါဒီနေ့မှာတော့ထူးဆန်းမှုတွေနဲ့စတင်ကြုံရပါတော့တယ်။အကြောင်းကတော့ရွာအနောက်ဘက်ထန်းတော်ထဲမှာတရေချောက်တဲလို့နာမည်ကြီးနေပါတယ်။ဒါပေမဲ့ငချမ်းဆိုတဲ့လူကတော့အဲ့ဒီစကားတွေကိုမယုံဘူး။တရေရှင်ရင်ထွက်လာခဲ့လေ။ငါကထမ်းရင်ချရမှာကွ။သူ့အသက်က25နှစ်လောက်ဆိုတော့တန်မာဖြက်လက်တယ်။အလုပ်ကြိုးစားပြီးစကားတော့အင်မတန်များတဲ့လူပါ။မနဲ့ဆိုထမ်းမင်တဲ့ညဆိုထရီအိုးသွားသိမ်းတနေ့လုံးအလုံးနဲ့ပဲအချိန်ကုန်နေသူတယောက်ပါရွာသားတွေကတတိပေးတိုင်းဒီလိုပြောပါတယ်ဟာတရေကငါထမ်းရင်လာတော့ရင်တော့ရတယ်လာချောက်ရင်တော့မရဘူးလို့ရေရေမောမောပြန်ပြောတတ်ပါတယ်ထိုညလာပညာတန်းတော်တစ်ခုလုံးကလာရောင်အောင်မှဖြူဖွေးနေပါတယ်မချမ်းကမိရင်တစ်လုံးကိုင်းပြီးထမ်းရင်ဦးတွေတိတ်နေတော့ဖြတ်ဖြတ်ဆိုပြီးခြေတံကြားလိုက်ရပါတယ်သူလဲကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးကြောင်ဖြစ်မှာပါကွာလို့ပြောပြီးဆက်လျှောက်လာပါတယ်ဒါပေမဲ့ဖြတ်ဖြတ်ဆိုပြီးထပ်ကြားလိုက်ရပြန်ပါတယ်ဒီတစ်ခါတော့ငချမ်းကអော်လိုက်တယ်ဟေးဘယ်သူလဲကွာတိတ်ဆိတ်နေတယ်လေတိုးတံပဲရှိပါတယ်သူကြောတစ်လျှောက်ကြက်သီးတွေထလာပါတယ်ဟင်းတကယ်များတရေချောက်နေတာလားအတွေးတဝက်နဲ့ဦးတွေယူပြီးရွာဘက်ကိုအမြန်လျှောက်လာပါတယ်ဒါပေမဲ့နောက်ကခြေတန်းကမပြောက်ဘူးသူမမြန်လျှောက်တော့နောက်ကလည်းမမြန်လိုက်လာပါတယ်သူပြေးတော့နောက်ကလည်းပြေးလာတယ်အမလေးတရေငချမ်းအသက်ကုန်းអော်ပြီးပြေးပါတော့တယ်ရွာအဝင်ရောက်ခါနီးမှနောက်ကနေအတန်တန်ထွက်လာပါတယ်ဟေးမပြေးနဲ့မချမ်းကဘာရမလဲကွာဒါမျိုးလာမဆန်းနဲ့ဆိုပြီးဒီချက်ပိုမြန်အောင်ပြေးလိုက်ပါသေးတယ်ဟေးခဏလေးအတန်ကပိုနီးလာပါတယ်အိမ်ရှိရောက်တော့ငချမ်းကရုတ်တရက်လှည့်ကြည့်လိုက်တယ်အဖြူရောင်အိုးနဲ့လူတစ်ယောက်စပင်းရှိရှိမျက်နှာဖြူဖြူတရေလူအကောင်ဒါပေမဲ့အဲ့ဒီအကောင်ကထိုင်ချလိုက်ပြီးဟူးမောလိုက်တာကွာငချမ်းကအံ့ဩသွားပါတယ်ဟင်မင်းကပါလဲတရေလေတရေကမောတတ်တာလားတရေကအသက်ရှူရင်မင်းပြေးတာအယမ်းမြန်တာကိုဟာငချမ်းကကြောက်တာတော့မေ့သွားတယ်ခမရတရေမဟုတ်ဘူးလားဟုတ်တယ်လေဒါဆိုဘာလို့လိုက်တာလဲတရေကသူ့လက်ထဲကထမ်းရင်အုပ်ကိုမြှောက်ပြလိုက်တယ်။မင်းထမ်းရင်အုပ်မိကြံခဲ့လို့ငချမ်းကကြောင်သွားပါတယ်။သူ့လမ်းတစ်လျှောက်လုံးအသက်ကုန်ပြေးခဲ့တာပိုးလာပြန်ပေးတဲ့တရေစီကနေပြေးခဲ့ရတာကိုတရေကကောင်းရမ်းပြီးညီးလိုက်တယ်။ဒီရွာကလူတွေအကုန်ဒီလိုပဲတွေ့တာနဲ့ထွက်ပြေးကြတာငါလိုက်ရတာမောလိုက်တာကွာ။ငချမ်းကတရေကိုကြည့်ရင်ရဲရမလားကြောက်ရမလားမသိတော့ဘူးမိုးလင်းတော့ငချမ်းတယောက်ညကအဖြစ်အပျက်ကိုစဉ်းစားရင်းမျက်နှာတစ်နေတော့သူ့အမေကမေးလိုက်ပါတယ်ဟဲ့မင်းညကဘာဖြစ်လာတာလဲအိမ်ထဲဝင်လာတော့ကြောင်တောင်ပုံစံနဲ့ငချမ်းကခဏငြိမ်နေပြီးအမေတရေတွေမောတက်လာရင်ကျွန်တော်တရေတကောင်နဲ့တွေ့ခဲ့တယ်အမေကလက်ထဲကခွက်တောင်လော့ကြမတက်ဖြစ်သွားပါတယ်ဘာတရေနဲ့တွေ့ခဲ့တယ်ဟုတ်လားဟုတ်တယ်ဒါပေမဲ့ဘာလဲသူကကျွန်တော်ထမ်းရင်ဦးလာပြန်ပေးတာအမေကမျက်လုံးပြူးပြီးတရေကအိုးပြန်ပေးတယ်ဟုတ်တယ်ပြီးတော့ပြေးလိုက်ရလို့မောနေတာတဲ့အမေကငချမ်းကိုခဏကြည့်ပြီးမင်းညကထမ်းရည်တွေများတောက်လာတာလားဟာအမေကလည်းမတောက်ပါဘူးဆိုပြီးထွက်သွားပါတော့တယ်နေ့လည်းရောက်တော့
ရွာလေလက်ဖက်ရည်ဆိုင်မှာငချမ်းရဲ့တဲ့ငါပြန့်နေပြီဟေးငချမ်းတယောက်တရေနဲ့စကားပြောခဲ့တာတဲ့မဟုတ်တော့ပါဘူးသူ့ကိုတရေချောက်လို့ယူသွားတာဖြစ်မယ်ရွာသားတွေကတယောက်တစ်ပေါက်ပြောနေကြပါတယ်ငချမ်းကတော့မယုံရင်ဒီညလိုက်ခဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဟင်းမလိုက်ဘူးဘယ်သူမှမလိုက်ကြဘူးအဲ့ဒီညငချမ်းကထန်းတော်တဲ့ကိုထပ်သွားပါတယ်ဒီတခါတော့မကြောက်တော့ဘူးရောက်ချင်းဟေးအိုးပြန်လာပြီးတဲ့တရေဟောခေါ်လိုက်တယ်တိတ်ဆိတ်နေတဲ့9မိနစ်လောက်ကြာတော့တစ်ပင်နောက်ကနေအဖြူရောင်အရေးတစ်ခုထွက်လာပါတယ်အခုတော့မပြေးဘူးလားတရေကမေးလိုက်ပါတယ်ငချမ်းကရဲလိုက်တယ်မပြေးတော့ဘူးတော်သေးတာပေါ့မနေ့ကလိုက်ရတာခြေထောက်တွေတော့နာသွားတယ်တရေလဲခြေထောက်နာတတ်တာပဲလားဟာနာတာပေါ့ငချမ်းကတေချာကြည့်လိုက်ပါတယ်ဒီတရေကကြောက်စရာတဲ့ရေစရာပူကောင်းနေပါတယ်ခမည်းနာမည်ပါလဲတရေကကောင်းကုတ်ပြီးတည်ပြီးတော့နာမည်မခေါ်ကြတော့ဘူးအသက်ရှင်တော့ကတော့ကိုတာလာဒါဆိုကျွန်တော်ကိုတာလာလို့ပဲခေါ်မယ်တရေကပြုံးလိုက်တယ်နှစ်ပေါင်း20ကျော်အတွင်းငါနာမည်ကိုပထမဆုံးခေါ်တဲ့သူကမင်းပဲကောင်းလေးအတန်ထဲမှာဝမ်းနဲ့တန်အနေငယ်ပါနေပါတယ်ငချမ်းကကောင်းငိမ့်လိုက်တယ်ကိုတာလာဘာလို့ဒီထန်းတော်ထဲမှာနေနေတာလဲတရေကအဝေးကိုငေးကြည့်လိုက်ပါတယ်ငါနဲ့ဒီတရေဒရမာလာလုပ်နေသေးတယ်ကွာအေးကောင်းလေးတရေကဖြေမဲ့အချိန်ရုတ်တရက်အမျိုးသမီးတယောက်ရဲ့အော်တန်တစ်ခုထန်းတော်တစ်ခုလုံးကိုပဲ့တင်ထပ်သွားပါတယ်ငချမ်းကလန့်သွားတယ်ဘယ်ကအတန်လဲတရေကမျက်နှာတီးသွားပါတယ်မကောင်းတော့ဘူးထင်တယ်မမြင်လားပြောပြီးတာနဲ့တရေကထန်းတော်တဲ့ကိုအပြေးဝင်သွားတယ်ငချမ်းလဲတရေနောက်ကိုမဖြစ်မနေလိုက်သွားရပါတော့တယ်သူမသိသေးတာကဒီညဟာသူ့ဘဝတစ်လျှောက်အထူးဆန်းဆုံးညဖြစ်လာတော့မယ်ဆိုတာပါပဲလာမြင်မြန်ကိုသားလာကပြောပြီးတာနဲ့ထန်းတော်တဲ့ကိုအပြေးဝင်သွားပါတယ်ငချမ်းလဲမေးချိန်တောင်မရတော့ပဲနောက်ကလိုက်ရပါတယ်။ဒါကြောင့်ကတစ်ကိုင်းတွေကြားကနေအနှဲငယ်ပဲထိုးကျလာတာမို့တောတစ်ခုလုံးမှောင်မဲနေပါတယ်။ခဏအကြာဝေယုံတစ်ခုအနားကိုရောက်သွားတယ်။အဲ့ဒီမှာအသက်40ကျော်အမျိုးသမီးတစ်ယောက်မြေပေါ်လေးကျနေပြီးငိုယိုနေပါတယ်။ကြပါဦးငချမ်းကမြ мян ပြေးသွားပြီးမေးလိုက်ပါတယ်။တော်ကြီးဘာဖြစ်တာလဲ။ငါထင်းလာကောက်ရင်လမ်းပြောက်သွားတာခြေထောက်လဲချော်လဲပြီးထားမရတော့ဘူးငချမ်းကခြေထောက်ကိုကြည့်လိုက်တော့အနှဲငယ်ဖိုးရောင်နေပါတယ်အယုံမကျိုးပါဘူးအကျော်လွဲသွားတာဖြစ်မယ်ကိုတာလာကဘေးမှာရက်ကြည့်နေပေမဲ့အတော်ကြီးကသူ့ကိုမမြင်နိုင်ပါဘူးမင်းသူ့ကိုကြော်ပို့ပြီးရွာထဲပို့လိုက်ကိုတာလာကတူတူလေးပြောတယ်ငချမ်းလဲတော်ကြီးကိုကြော်ပို့ပြီးရွာဘက်ကိုရှောက်လာပါတယ်ရွာရောက်တော့ရွာသားတွေအားလုံးပြေးထွက်လာကြပါတယ်။ဟာဒေါ်မြင့်ပြန်တွေ့ပြီဟဲ့။ဘယ်လိုတွေ့လာတာလဲ။ငချမ်းကအမှန်တိုင်းပြောလိုက်ပါတယ်။ကိုတာလာပြောလို့အတန်ကြားတာနဲ့သွားတွေ့တာ။ရွာသားတွေအားလုံးငြိမ်သွားတယ်။ရွာလူကြီးကမျက်မှောင်ကျုပ်ပြီးဘသူကိုတာလာလေထန်းတော်တဲ့ကစကားမဆုံးခင်ရွာသားတွေကတယောက်မျက်နှာတယောက်ကြည့်ကုန်ကြပါတယ်။မဖြစ်နိုင်ဘူးကိုတာလာဆိုတာလွန်ခဲ့တဲ့နှစ်20လောက်ကတည်သွားတဲ့သူငချမ်းကရေးလိုက်တယ်သိပါတယ်အခုလေတရေအနေနဲ့တွေ့နေတာပါရွာသားတွေကသူ့ကိုယူနေသလိုကြည်နေကြပါတယ်နောက်နေ့မနေ့ငချမ်းတမ်းပင်တက်နေတော့အပေါ်ကနေအတန်တန်ကြားလိုက်ရတယ်ဟေးအိုးပြုတ်မကြစင်နဲ့ငချမ်းလန့်ပြီးမော်ကြည့်လိုက်တော့ကိုတာလာကထမ်းပင်ထိတ်မှထိုင်နေတယ်ဟာခမ ्या ကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲတရေလီကွာငချမ်းကရဲလိုက်တယ်ဒါဆိုကျွန်တော်ထမ်းတက်နေတာကိုဘာလို့လာကြည့်နေတာလဲကိုတာလာကမျက်နှာတီတီနဲ့ပြန်ဖြေတယ်မနေ့ကမင်းအိုးမိကြံခဲ့တယ်အခုမင်းပြုတ်ကြမှာဆိုလို့ကြည့်နေတာပါဟာငချမ်းကဟဲပက်ပက်ရဲလိုက်ပါတယ်ခမ ्या ကတရေမဟုတ်ဘူးရွာအလုံးစုံရေးမှုနဲ့တူနေပြီ
ကိုသားလာကလည်းရေမောလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးငချမ်းနဲ့ကိုသားလာတို့ဟာထူးဆန်းတဲ့မိတ်ဆွေတွေဖြစ်လာကြပါတယ်ဒါပေမဲ့ရွာအရှိဘက်ကအိမ်ကြီးတအိမ်မှာတော့ညတကောင်အချိန်တိုင်းမမြင်ရတဲ့တစုံတစ်ယောက်ကအိမ်အပြင်ကနေတောင်းကျမ်းတန်တွေပြေးတန်တွေတကားခောက်တန်တွေနဲ့တောင်းကျမ်းနေပါတော့တယ်ဒီတစ်ခေါက်ကိုသားလာရဲ့မျက်နှာအပေါ်ကအပြုံးပြောက်သွားပါတယ်ငချမ်းအဲ့ဒါငါမဟုတ်ဘူးဒီရွာမှာတရက်ကငါတယောက်တည်းမဟုတ်တော့ဘူးကိုသားလာရဲ့အတန်ကဒီတစ်ခါတော့ဟာတာမရှိတော့ပါဘူးငချမ်းလည်းမျက်နှာတီးသွားပါတယ်ခင်ဗျာနောက်တာမဟုတ်ဘူးလားကိုသားလာကခေါင်းရမ်းလိုက်တယ်နောက်တစ်နေ့မနေ့တရွာလုံးစူညံနေပါတယ်ဦးဘာအေးအိမ်မှာညကဘာမှမသိတဲ့အရာတောင်းကျမ်းနေတာတဲ့ဖွင့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးမနေ့ကလည်းအဲ့ဒီလိုဖြစ်ပြီးလူတစ်ယောက်ဖျားသွားတာရွာသားတွေကတယောက်တစ်ပေါက်ပြောနေကြပါတယ်ငချမ်းကဦးဘာအေးအိမ်ကိုတွားကြည့်လိုက်တယ်တကားပေါ်မှာလက်ရာကြီး၃ခုဦးဘာအေးကစိုးရိမ်တကြီးနဲ့ပြောတယ်ငါညကတကားမဖွင့်ရဘူးတောင်းချမ်းတာကြမ်းလုံးနဲ့ဟေးညရောက်တော့ငချမ်းနဲ့ကိုသားလာနှစ်ယောက်အိမ်ရှိကတစ်ပင်အောက်မှာစောင့်နေကြပါတယ်ငချမ်းကတူတူမိလိုက်ပါတယ်ဒီညတကယ်လာမလားကိုသားလာကခေါင်းငိမ့်ပြတယ်ဒါပေမဲ့မင်းကမမြင်ရဘူးဘာလို့လဲဗျအဲ့ဒါကစကားမဆုံးခင်တောက်တကားခောက်တန်ထွက်လာတယ်နောက်ထပ်တောက်ငချမ်းကတကားကိုစိုက်ကြည့်နေတယ်ကိုသားလာကတော့တကားရှိတဲ့ကိုစိုက်ကြည့်နေတယ်ငါတော့မြင်တယ်ဘာလို့လဲအရက်ရှိလူမကြီးတယောက်သူကမင်းကိုမမြင်ဘူးဒါပေမဲ့ငါ့ကိုမြင်နေတယ်ရုတ်တရက်ကိုသားလာကမျက်လုံးပြူးသွားတယ်ငချမ်းပြေးဘာလို့သူဒီဘက်လှည့်လာပြီငချမ်းကဘာမှမမြင်ရပေမဲ့ကိုသားလာရဲ့မျက်နှာကြည့်ပြီးအလိုလိုကြောက်လာတယ်နှစ်ယောက်သားအိမ်နောက်ဘက်ကိုအပြေးထွက်သွားကြပါတယ်နောက်တစ်နေ့မနေ့ငချမ်းကကိုသားလာကိုမေးလိုက်တယ်အဲ့ဒါဘာကြီးလဲကိုသားလာကတပင်းကြီးချပြီးပြန်ဖြေတယ်မသိဘူးကွာဒါပေမဲ့ငါတေးပြီးတဲ့နောက်ပိုင်းအနှစ်20အတွင်းဒီလိုအကောင်မျိုးတစ်ခါမှမတွေ့ဘူးတရေတောင်ကြောက်ရတဲ့အရာရှိတာလားကိုသားလာကရေးလိုက်တယ်ရှိတာဘောဟာငချမ်းကဂလူဆိုပြီးထမ်းရည်ကိုမျိုးချလိုက်ပါတယ်ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကိုသားလာကခဏစဉ်းစားပြီးပြုံးလိုက်တယ်အရင်ဆုံးမင်းငါကိုထမ်းရင်တစ်ခွက်တိုက်ငချမ်းကအံ့ဩသွားတယ်ဟာတရေကထမ်းရည်တောက်လို့ရလားရတယ်ဒါပေမဲ့အနက်မဲ့ရတာအရေးတောက်လို့မရဘူးငချမ်းကဟဲ့ပက်ရဲလိုက်တယ်ခင်ဗျားကတရေတောင်အရေးသမားတရေနဲ့တူပါတယ်ဗျာကိုသားလာကလည်းရဲရင်ပြန်ပြောတယ်အသက်ရှင်တုန်းကမတောက်ခဲ့ရဘူးလေတီမအနံ့ရတော့တောက်ကြည့်ကျင်သားဟာနှစ်ယောက်သားရနေကြပေမဲ့ရွာအရှိဘက်ကအိမ်အိုကြီးစီကတော့တကားခောက်တန်ကနေခင်းကြောင်တောင်မှာတော့ထက်ကြားလာခဲ့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာထန်းတော်ကတရေဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတစ်ကိုဒီနေရာမှာခိတ္တခဏရနာခွင့်ပြုပါခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာအစီအစဉ်တစ်ဆက်သူကတော့ကျွန်တော်ထူးလွင်ပါခင်ဗျာ